မင်းဆိုင်မှာဝါးကြီးပေါင်တိုလေးတွေပစ္စည်းလေးထက်ဝင်ပါပြီရှင်အသားအေးတဲ့ဝါးကြီးအသားကိုမှဒီတစ်ခေါက်ကလာအစုံလေးနဲ့ရပါမယ်ဒီမှာကြည့်အောင်အရန်ဝက်ကောင်းတယ်နော်ဒါလေးရတယ်နွေရာဒီမှာမရှိမဖြစ်လေအသားလေးကတော့ဝါးကြီးအသားလေးပါပြီးတော့မြော့ဆိုရင်ဒါမျိုးအကြီးလေးနဲ့ချုပ်ပြီးတော့အထဲမှာဆိုရင်နှစ်ထပ်ချုပ်နှစ်လိုင်းချုပ်လေးနဲ့ချုပ်ထားပေးပါတယ်ဒီမှာအရန်လာတယ်နော်ဒီတစ်ခေါက်ရောက်မဲ့ကာလာလိုင်းလေးတွေပါဒါလေးကဒီတစ်ခေါက်ရောက်တဲ့ကာလာလိုင်းလေးတွေပါ9 နဲ့9ရောင်ထည့်ထားပေးရပေါ့နော်တစ်ထုပ်မှာဆိုရင်မင်းတို့ဒါမျိုး9 နဲ့9ရောင်အရောင်မထက်လေးထည့်ထားပေးပါတယ်ပေါင်ချိန်ဆိုရင်လေကိုမတို့ပေါင်ချိန်100လောက်ကနေပြောလေ160 190လောက်ထိတော်မယ်မင်းတို့ site ကြီးလေးချုပ်ထားပေးတယ်ပေါင်တိုလေးတွေပေါ့နော်ရှစ်တစ်ခေါက်ကမရလိုက်တဲ့ကိုမတွေဒီတစ်ခေါက်မှရအောင်ယူပါရှစ်တစ်ခေါက်က order ပေးထားတဲ့ကိုမတွေလည်းဒီတစ်ခေါက်ပို့ပေးပါမယ်ရှင်ဒီမှာနော်9 နဲ့9ရောင်တော့အနည်းဆုံးယူပေးရပါတယ်ဈေးနှုန်းလေးက3800ကျပ်ပါရှင်ဒီမှာနော်အရန်လှတယ်ကာလာလိုင်းလေးတွေကလည်းလေကာလာအယောင်လေးကတော့ရွေးယူလို့မရပါဘူးရှင်9ထည့်တစ်ထုပ်ကနေစပြီးတော့မာယူလို့ရတယ်အယောင်ဝက်ချလက်ပို့ဆောင်ပေးတယ်မင်းတို့ဆိုင်မှာလည်းစိတ်ကြိုက်လာရောက်ကြည့်ပြီးမှဝယ်ယူအပ်ပေးလို့ရပါတယ်ရှင် online မှာမဲ့ customer တွေ Viber ဖုန်းနံပါတ်2ခုပေးထားပါတယ် Viber နဲ့ order လေးတင်ပေးပါရှင်ကျေးဇူးပါ